ကဲကျွန်တော်ဒီနေ့ဒီစာကြောင်းလေးတွေကြည့်အောင်ဒီစာကြောင်းလေးတွေရေးချင်တယ်ဆိုရင် past perfect continuous tense ကိုသုံးပါတယ် past perfect continuous tense ဆိုတာဘာလဲဆိုတော့ဒီစာကြောင်းလေးတွေရေးပြနေပြီကျွန်တော်ဒီနေ့ရှင်းပြပေးချင်ပါတယ်သူငါ့ကိုမသိခင်ကသူနဲ့တငယ်ချင်းဖြစ်ဖို့တလားလောက်ကြိုးစားခဲ့ရတယ်အဲ့တော့ action တစ်ခုခုမဖြစ်ခင်မှာတစ်ခုခုမဖြစ်ပြတ်ခင်မှာတစ်ခုခုကအချိန်တိုင်းတာတစ်ခုတည်းဖြစ်ပြနေကြတယ်ဆိုရင် past perfect continuous tense ကိုသုံးပါတယ်ကဲအဲ့ဆိုကျွန်တော်ရေးလိုက်အောင်တငယ်ချင်းဖြစ်ဖို့တလားလောက်ကြိုးစားခဲ့ရတယ်ငါတငယ်ချင်းဖြစ်ဖို့ဆို I had been trying to make friends တငယ်ချင်းဖြစ်ဖို့ဆို friend with her ဘယ်သူနဲ့လဲသူမနဲ့တငယ်ချင်းဖြစ်ဖို့ဘယ်လောက်ကြာလဲတစ်လ for a month before she got to know about me sorry she got to know me before she got to know meဒီမဲ့ तू မသိခင်မှာ तू နဲ့တငယ်ချင်းဖြစ်ဖို့တလားလောက်ကြိုးစားခဲ့ရတယ် तू ငါ့ကိုမသိခင်မှာဒါလည်း past perfect continuous tense ဖြစ်ပါတယ်သူ့ရဲ့ form ကဒီ form လေးရေးရပါကဲနောက်တစ်ခုကျွန်တော်ကြည့်ကြအောင် तू တို့မချမ်းသာခင်က10နှစ်လောက်ဘဲဥနဲ့ပဲထမင်းစားခဲ့ရတယ်အဲဆိုရင် तू တို့မချမ်းသာခင်ဆိုတော့အဲဆိုကျွန်တော်ဘဲဥနဲ့ပဲထမင်းစားခဲ့ရဆို they had been eating only eggs သူတို့ဘယ်ဥဟင်းနဲ့ပဲထမင်းစားခဲ့ဘေရှင်ကိလေဘယ်နှစ်စားခဲ့ for 10 years for their meal သူတို့ရဲ့ for their meal for ဘယ်နှစ်စားခဲ့လဲ for 10 yearsသူတို့မချမ်းသာလာခင်ဆို before they became wealthy သူတို့မချမ်းသာလာခင်က10နှစ်လောက်သူတို့ဘယ်ဦးနဲ့ပဲထမင်းစားခဲ့ရဟုတ်ပါရဲ့အဲ့တော့ဒီမှာဆိုလို့ချင်းမချမ်းသာလာခင် before အဲ့တော့ကျွန်တော်တို့ before they became wealthy ဆိုတော့သူတို့မချမ်းသာလာခင်မှာသူတို့ဘာလုပ်နေကြရလဲဘဲဥခင်းနဲ့ပဲထမင်းစားနေကြတာဘယ်နှစ်လဲ for 10 years 10နှစ်အဲ့တော့သူတို့မချမ်းသာလာခင်နဲ့မချမ်းသာလာခင်အဖြစ်အပျက်တစ်ခုမှာသူတို့ဘာအဖြစ်အပျက်ဖြစ်နေရလဲဆိုတော့ဘဲဥခင်းနဲ့ပဲထမင်း10နှစ်လောက်စားနေကြရတယ်ဒီလို action တစ်ခုကိုရှင်းမယ်ဆို past perfect continuous tense ကိုရေးရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးတွေကိုကြည့်လိုက်မယ်ဆိုရင် past perfect continuous tense ဆိုတာဘာလဲဆိုတော့နားလည်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်Thanks for watching. See you in the next video.